ဒီကနေ့ဆောင်မှာဖြစ်ပါတယ်ကျုံနှလုံးကိုကြော်မယ်ပြီးရင်ပီဇာခရတ်ကိုထည့်မယ်ကျုံလေးနည်းနည်းရပါပြီဆိုရင်လန်လိုက်မယ်လန်ပြီးရင်ချီစုထည့်မယ်ချီစုထည့်မယ်ကြောက်ကြောင်ထည့်မယ်ပြီးရင်ခင်းကျင်သည်ထည့်မယ်ပိတ်လိုက်မယ်အဲ့ဒါလေးပိတ်ပြီးတော့ချီစုပျော်ပါအောင်10မိနစ်လောက်ဖုံးပိတ်ထားလိုက်မယ်ရပါပြီတူးသွားပါပြီတူးပင်မဲ့စားလို့ကောင်းပါတယ်စားကြပါအောင်ရှင်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်